Gaming Vlog ကျွန်တော်နေကတော့ 7pm Gaming နဲ့ကျွန်တော်ဒီနေ့မှာတော့ဒီမြန်မာ player SMB ကိုဘယ်လိုလာ join လဲဆိုတော့ပြောပြကြမှာဖြစ်ပါတယ် join ချင်တဲ့ဆိုရင်တော့ကျွန်တော် စော့ကန်ဒီမှာပေါ့နော်ကျွန်တော်အမဲအောင်ဗီဒီယိုတစ်ပုတ်တင်ပေးမယ်အဲဒါဆိုရင်ကျွန်တော်ဘယ်လိုစော့လို့ရပါပြီစော့လို့ရပြီပေါ့နော်ကျွန်တော်ရဲ့ account နာမည်ကတော့online account နာမည်ကတော့ Copy Crab ပေါ့နော်ဒီ account ကိုလာ follow လုပ်ပေးပါပြီးတော့ join လို့ကျွန်တော်စော့ခံနေကြရင်ကျွန်တော်ဗီဒီယိုအမဲအောင်ဗီဒီယိုတစ်ပုတ်တင်ပေးမှာပေါ့နော်စော့လို့အမှအဲ့ဗီဒီယိုတွေ့တာနဲ့ဘယ်လိုစော့လို့ရပြီပေါ့နော်ဒါဒီ view ကတော့ဒီလောက်ပါနောက် view ကပြန်နေကြမယ်နေအောင်ကျွန်တော် channel ကြည့်ရှင်ဆိုရင်တော့ like share subscribe လေးလုပ်ခဲ့ပေးဖို့ပြောချင်ပါတယ်ခင်ဗျာဒီမြန်မာ player SMB ရတယ်နည်းနည်းမကောင်းသေးဘူးပေါ့နော်ဒါကြောင့်မလို့ကောင်းအောင်လို့လဲသူအားလို့ငငယ်ချင်းတို့အားလုံးက like share subscribe လေးလုပ်ခဲ့ပေးဖို့ပြောချင်ပါတယ်ခင်ဗျာပြီးတော့ bye bye